မျိုးသားကသူစားမဲ့ခောက်ဆွဲဘူးထဲမှာဆွဲသီးတစ်ခုကိုတွေ့လိုက်ရပါတယ်။သူကစူမဲပေါက်တယ်လို့ထင်ခဲ့တာပါ။နောက်တစ်စက္ကန့်မှာပဲသူကတခြားကဘာတစ်ခုကိုရုတ်တရက်ရောက်သွားပါတယ်။အဲ့ဒီကဘာကြီးကမျက်မှောက်ခေါင်းပါမှုတန်ကိုခံစားနေရတာပါ။သူ့ရဲ့ခောက်ဆွဲဘူးကလည်းအဲ့ဒီကဘာကိုသူနဲ့အတူပါလာခဲ့ပါတယ်။လမ်းဘေးကညှက်မွနေတဲ့လင်မယားနှစ်ယောက်ကဒါကိုမြင်သွားပါတယ်။သူတို့ရဲ့သမီးဖြစ်သူကိုအမျိုးသားစီချက်ချင်းထိုးအပ်လိုက်ပြီးခောက်ဆွဲဘူးကိုအတင်းလူယူသွားကြပါတယ်။အမျိုးသားကကောင်မလေးအရန်လာတာကိုမြင်လိုက်ရပါတယ်။သူမကိုသူ့ကဘာစီခေါ်သွားပြီးဇနီးအဖြစ်ပေါင်းတင်ရင်မစိုးဘူးလို့သူတွေးလိုက်ပါတယ်။အဲ့ဒီနောက်ဆွဲသီးကိုသူထက်ကင်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲကောင်မလေးကိုသူ့အိမ်ကိုခေါ်လာနိုင်ခဲ့ပါတယ်။ဒီဆွဲသီးဟာကဘာနှစ်ခုကြားကိုကူးတန်းသွားလာနိုင်နေဆိုတာကိုသူသဘောပေါက်သွားပါတယ်။သူချမ်းသာဖို့အခွင့်အရေးရောက်လာပြီလို့ခံစားလိုက်ရပါတယ်။အမျိုးသားကဒါဟာသူ့အိမ်ဖြစ်ကြောင်းကောင်မလေးကိုပြောပြပြီးရှုပ်ဝက်ထားပေးဖို့မှာလိုက်ပါတယ်ပြီးတော့ကောင်မလေးကိုအရင်ရေသွားချိုးဖို့ပြောလိုက်ပါတယ်။အဲ့ဒီကဘာကြီးကိုပြောင်းလဲဖို့ဆွဲသီးကိုဘယ်လိုသုံးရမလဲဆိုတာသူစဉ်းစားနေချိန်မှာလက်တစ်ဖက်ကဆွဲသီးကိုကင်ထားပြီးနောက်လက်တစ်ဖက်ကရေနွေးအိုးပေါ်တင်ထားမိပါတယ်။မထင်မှတ်ပဲရေနွေးအိုးကလေထဲမှာတင်ပျောက်ကွယ်သွားပါတယ်။သူဆွဲသီးကိုပြန်ကင်လိုက်တဲ့အခါရေနွေးအိုးကမူလနေရာကိုပြန်ရောက်လာပါတယ်။ဆွဲသီးဟာကဘာနှစ်ခုကြားသွားလာနိုင်ုံသာမကပစ္စည်းတွေကိုပါတိုးလောင်ထားနိုင်နေဆိုတာကိုသူတွေ့ရှိသွားပါတယ်။ဒါကြောင့်အမျိုးသားကအစားအသောက်အမြောက်အများကိုချက်ချင်းဝယ်ယူလိုက်ပါတယ်ပစ္စည်းတွေရောက်လာတော့ကောင်မလေးကိုဟိုဘက်ကဘာစီပြန်ခေါ်သွားခဲ့ပေမဲ့လမ်းတလမ်းလုံးပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်လူတွေကသမင်းတလုံးအတွက်အချင်းချင်းရန်ဖြစ်တိုက်ခိုက်နေကြတာပါကောင်မလေးကသူမရဲ့ကဘာမှာကပ်ပေးဆိုင်နေကြောင်းပြောပြပါတယ်အင်အားကြီးမိသားစုသုံးစုကပူးပေါင်းပြီးအစားအသောက်ဈေးတွေကိုစက်တိုက်တင်နေကြတာပါတာမန်လူတွေကဘလို့မှမဝယ်နိုင်ကြတော့ပါဘူးအမျိုးသားကဆွဲသီးတဲကနေရိတ်ခါအိတ်ဒါဇင်ပေါင်းများစွာကိုထုတ်ယူလိုက်ပြီးတာမန်လူတွေကိုဈေးဘောနဲ့ရောင်းချပေးဖို့ရွေးချယ်လိုက်ပါတယ်သူတို့ရဲ့စီးပွားရေးကိုလာလို့နေတာကိုအင်အားကြီးမိသားစုတွေဘက်ကတာဝန်ခံတယောက်မြင်သွားပြီးရိတ်ခါအားလုံးကိုသူ့စီပဲရောင်းဖို့အမျိုးသားကိုအတင်းကျပ်ဖိအားပေးပါတော့တယ်ဒါပေမဲ့အမျိုးသားကဈေးနှုန်းကိုအမြင့်ဆုံးအထိချက်ချင်းတင်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့တာဝန်ခံကသဘောတူလိုက်ရပါတယ်သူကပိုက်ဆံရှင်းဖို့အတွက်ရွှေသေးတာတစ်လုံးကိုသူ့လူတွေကိုတည်ခိုင်းလိုက်ပြဤနောက်အစားတောက်ဈေးတွေကိုထပ်တင်ပစ်လိုက်ပါတယ်တာမန်လူတွေလည်းဘာလို့ရမှန်းမသိဖြစ်ကုန်ကြပါတယ်အမျိုးသားကသူ့စီမှာရိတ်ခါတွေအပိုရှိသေးကြောင်းနဲ့အနေဆုံးဈေးနဲ့ပဲဆက်ရောင်းပေးမယ်လို့ပြောလိုက်ပါတယ်တာမန်လူတွေလည်းသူ့စီကနေအလို့အရက်လာဝယ်ကြပါတော့တယ်အဲ့ဒီနောက်အမျိုးသားကရွှေတွေနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်ငွေသားလဲဖို့အတွက်ရွှေဆိုင်တစ်ဆိုင်ကိုချက်ချင်းသွားခဲ့ပါတယ်စက်ကိရိယာတွေနဲ့စမ်းသပ်စစ်ဆေးပြီးနောက်မှာတော့အမျိုးသားဟာဒေါ်လာ9 သန်းရရှိသွားပါတယ်ညရင်းချင်းချမ်းသာသွားပြီးနောက်အမျိုးသားကဒေါ်လာ3 သန်းသုံးပြီးဇင်ခံဆန်အင်ကြီးတစ်ခုကိုဝယ်လိုက်ပါတယ်နောက်ရက်တွေမှာတော့ကောင်မလေးကလည်းသူ့ကိုချစ်မိသွားပါတော့တယ်မကြခင်မှာပဲအမျိုးသားကကျောင်းနေဖက်ဟောင်းတွေရဲ့စုံပွဲတစ်ခုကိုတက်ရောက်ခဲ့ပါတယ်လူတိုင်းကချမ်းသာတဲ့သူထေးသားတစ်ယောက်ကိုဖားရနေကြပြီးစားတောက်ကုန်လုပ်ငန်းလုပ်နေတဲ့အမျိုးသားကိုတော့ဝိုင်းလောင်နေကြပါတယ်သူတို့မသိခဲ့တာကတော့အမျိုးသားဟာငွေကြေးလွတ်လပ်ခွင့်ကိုအပြည့်အဝရရှိနေပြီဆိုတာပါပဲဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုဖောလို့လှုပ်ထားဖို့မမေ့နဲ့နော်